မင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ Mobile Legends မှာစိန်ကိုတိုက်ရိုက်ကိုယ်တိုင်ကိုယ်ချဘယ်လိုမျိုးဝယ်ရမလဲဆိုတော့ပြန်လည်မျှဝေပေးပါမယ်ခင်ဗျာစိန်ဝယ်ရင်ငွေပေးချေတဲ့အခါကိုယ့်ရဲ့ဖုန်းစင်ကတ်တွေကဖုန်းပေနဲ့ပဲငွေပေးချေလို့ရတဲ့နည်းလမ်းဖြစ်ပါတယ်ဒါဆိုရင်ဘယ်လိုမျိုးဝယ်မလဲကျွန်တော်တို့လေ့လာကြည့်အောင်ကိုယ့်ရဲ့အကောင့်ထဲကိုစိန်ဖြစ်မှာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ Mobile Legends ID ကိုအရင်ဆုံးယူပေးရမှာဖြစ်ပါတယ်ကြောင့်မို့ Mobile Legends ထဲကိုဝင်ပါမယ်Mobile Legends တဲ့ရောက်တာနဲ့ကိုယ့်ရဲ့ account ID ကိုယူမှဖြစ်တဲ့အတွက် account profile နဲ့ဝင်ပေးပါ account profile ရောက်တာနဲ့အပေါ်ဆုံးနာမည်အောက်မှာ ID ရှိပါတယ်အဲ့ဒီနေရာကိုတစ်ချက်ထောက်လိုက်ပါဒီလိုမျိုးထောက်လိုက်မယ်ဆိုရင်တော့ auto စာရကိုကူယူပြီး copy ကူရဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့တတိထားမှာကတော့ဒီ ID ရဲ့နောက်မှာခွင့်စားခွင့်မဲ့တရားခဏလေးရှိပါတယ်ဒီခဏလေးကိုတိတက်မှတ်ထားပြီးလိုပါတယ်ဒါဆိုရင် ID ကိုယူပြီးသွားပြီကွင်းစားကွင်းပိတ်တရားခဏကိုမှတ်ထားပြီးပြီဆိုရင်တော့တစ်ချက်ပြန်ထွက်လိုက်ပါမယ်ကိုယ့်ရဲ့ Mobile Legends ID ကိုယူပြီးသွားပြီဆိုရင်တော့စိန်ဝင်ဖို့အတွက်စိန်ရောက်တဲ့ website ကိုတွားပေးရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Cordial website ကနေပြီးတော့ဝယ်ပြပေးပါမယ် Cordial website ကိုတွားမှဆိုရင်တော့ Facebook ပြီးရနဲ့ Google ပြီးရနဲ့ Chrome တခုကနေပြီးတော့ဝင်ပြီးတော့တိုက်ရိုက်ဝင်လို့ရပါတယ်ကျွန်တော်ကတော့ဒီ Facebook ကနေပြီးတော့ပဲ Cordial website ကိုတိုက်ရိုက်ဝင်ပါမယ်ပထမဆုံးအနေနဲ့ Facebook ကိုတစ်ချက်နှိပ်လိုက်ပါ Facebook လေးရောက်တာနဲ့အပေါ်ရှာမနေရောက်တစ်ချက်နှိပ်လိုက်ပါပြီးရနဲ့အပေါ် server မှာ Cordial ကိုရိုက်ချပေးလိုက်ပါ CODASAOB Cordial ကိုရိုက်ချလိုက်တာနဲ့ Cordial ရဲ့ page ကိုကြာလာမှာဖြစ်ပါတယ် page လေးကိုတစ်ချက်ဝင်လိုက်ပါ page လေးရောက်တာနဲ့အပေါ်နဲ့ setting ပြီးရနဲ့ဒီအောက်မှာ Cordial ကွန်းဆိုတာရှိပါတယ်တစ်ချက်ဝင်လိုက်ပါဒီနေရာကိုနှိပ်လိုက်တာနဲ့ Cordial ရဲ့ website တွေကိုတိုက်ရိုက်ရောက်တာမှာဖြစ်ပါတယ်ပြန်ထပ်ပြီးတော့နှိပ်လိုက်ပါ Cordial website ထဲမှာဆိုရင်တော့ Mobile Legends ရဲ့စိန်မှမဟုတ်ပါဘူးတခြားရွေးဆဲစရာတွေလည်းအများကြီးရှိပါတယ်ကျွန်တော်တို့က Mobile Legends စိန်ဝင်မဖြစ်တဲ့အတွက် Mobile Legends ကိုအရင်ဆုံးလိုက်ရှာပေးပါမယ်တကယ်လို့ဒီလိုရှာနေရတာကြာမယ်လို့ထင်နေဆိုရင်တော့အပေါ်ရှာမနေအောင်တစ်ချက်နှိပ်ပြီးရနဲ့ ML လို့ရိုက်ထားနဲ့ရှာပါပြီဒါဆိုရင်တော့ Mobile Legends ကိုအလွယ်တကူရှာတွေ့မှာဖြစ်ပါတယ်တစ်ချက်ဝင်လိုက်ပါMobile Legends စိန်ဝယ်မဲ့နေရာကိုရောက်တော့မှာဖြစ်ပါတယ်ဒီနေရာရောက်ပြီဆိုရင်တော့ user ID ကအခုနကျွန်တော်တို့ copy ယူထားတဲ့ ID ကိုထည့်ပေးရမှာဖြစ်ပါတယ်တစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးရနဲ့ကြဖိလိုက်မယ်ဆိုရင်တော့ PSD bus ပေါ်လာပါမယ်တစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့အခုန copy ကူထားတဲ့ခဏ auto ရောက်လာမှာဖြစ်ပါတယ်ဒီနေရာမှာခွင့်စားခွင့်မိတ်တဲ့ခဏကလည်းတူတူ auto ရောက်လာပါတယ်တကယ်လို့ခွင့်စားခွင့်တဲ့ခဏနေဟာ share ID ထဲမှာနှစ်ခုပေါင်းမျိုးရောက်နေမှာဆိုရင်တော့အခုနပထမလိုမျိုးကျွန်တော်မှတ်ခိုင်းတဲ့ခွင့်စားခွင့်ပေးတဲ့ခဏကိုဒီ ID နေရာနေပြီးတော့နောက်ကိုရွှေ့ပြရဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တော့တစ်ခါလဲ auto ထည့်ပေးရဖြစ်တဲ့အတွက်ကျွန်တော်တို့ကအထူးတလဲရွှေ့စရာမလိုတော့ဘူးเนาะဒါဆိုရင်ကိုယ့်ရဲ့ ID ထဲမှန်ပြီးကိုယ့် Mobile Legends ရဲ့ account နာမည်ပါတစ်ခါလဲပေါ်လာပြီပေါ့เนาะဒီမျိုးမှန်ပြီးဆိုရင်တော့စိန်ဝယ်လို့ရပါပြီဒါဆိုရင်တော့စိန်ဝယ်တဲ့အခါကိုယ့်ရဲ့ account ထဲကိုတိုက်ရိုက်ရောက်မှာဖြစ်ပါတယ်စိန်ဝယ်ဖို့အတွက်အပေါ်ဆွဲတင်ပေးပါဒီအောက်မှာဆိုရင်တော့တန်ဖိုးမွေနဲ့ကြားတဲ့မွေကိုတစ်ခါလဲတွက်ပြပေးရဖြစ်ပါတယ်ဒီမှာဆိုရင်တော့စိန်14လုံးဘောနက်တစ်လုံးနဲ့အားလုံးပေါင်းစိန်15လုံးရမယ်တန်ဖိုးမွေကကြားတဲ့မွေမောက်က9.35ပြဖြစ်တယ်ပေါ့နော်9ဘတ်ကျော်10ဘဲလောက်ကြာမယ်ပေါ့နော်ဒါကတော့ကျွန်တော်ကထိုင်းမှာဖြစ်တဲ့အတွက်ထိုင်းဘတ်နဲ့မပေါ်တယ်ပေါ့နော်ကိုဝယ်မဲ့နိုင်ငံအလိုက်ငွေကြေးကကွာဟနိုင်တယ်ပေါ့နော်ဒီဘက်မှာဆိုရင်တော့စိန်က29လုံးဘောနက်နှလုံးနဲ့အားလုံးပေါင်း30နဲ့တစ်လုံးရမယ်ကြားတဲ့မွေအမောက်က17ဘတ်ကျော်ပေါ့နော်19ဘတ်လောက်ကြာမယ်ပေါ့နော်ဒီအောက်မှာလည်းရွေးချယ်စရာကြီးအများကြီးရှိပဲပေါ့နော်ကျွန်တော်ကတော့ဒီစိန်30နဲ့တစ်လုံးပဲဝယ်မယ်ပေါ့နော်30လုံးဝယ်မယ်ဆိုရင်30လုံးကိုနှိပ်လိုက်မယ်နှိပ်ပြီးရနဲ့အပေါ်ထပ်ပြီးတော့ဆွဲတင်ပေးမယ်ပေါ့နော်တစ်ချက်ဒီအကောက်ကိုထောက်လာပြီးရနဲ့အပေါ်ဆွဲတင်ပေးမယ်ဒီအောက်မှာဆိုရင်တော့မွေးပေးရှိလို့ရလဲနီလန်းနေသူကပြထားရပေါ့နော်ဒီမှာဆိုရင် Two Money Wallet နဲ့ငွေပေးရှိလို့ရတယ် K-Plan နဲ့ငွေပေးရှိလို့ရတယ်ဘန်နေနဲ့ငွေပေးရှိလို့ရတယ်ဒီမှာဆိုရင် 7-Eleven နဲ့လည်းငွေပေးရှိလို့ရတယ်ပေါ့နော်ဒီမှာဆိုရင်ဖုန်းစင်ကတ်နှစ်ကတ်နဲ့ငွေပေးရှိလို့ရတယ်ဒီတက်ရှိမယ် AI ရရှိမယ်ပေါ့နော်ကျွန်တော်ဒီတက်နဲ့ပဲဝယ်လိုက်မယ်ဒီမှာဆိုရင်အခုန18ဘတ်ကျော်ပဲကြာတယ်ဒါပေမဲ့သူကအခွင့်အရေးပါရေးတခြားပေးဆောင်ရမယ့်အားရှိရပေါ့နော်ဒီလိုပေးဆောင်ရမယ့်ရှိတဲ့အတွက်20ဘတ်ထိထိုးတက်သွားပြီပေါ့နော်ဒါလည်းမကွာဘူးเนาะတစ်ပတ်ကျော်တော့ထပ်ပြီးတော့ပေါင်းပေးရတယ်ပေါ့နော်
ဒါဆိုရင်ကိုကဒီစိန်30တလုံးပတ်စံ20နဲ့ပေါ့နော်တန်နဲ့ဝယ်မယ်ဆိုရင်တော့ကျွန်တော်တို့ကအတီးပြဖို့အတွက်ဒီအောက်မှာရှိတဲ့အစိမ်းလေးကိုနှိပ်ပေးရတယ်ရှာပြီပေါ့နော်ဒါဆိုခဏလေးစောင့်ပေးလိုက်မယ်ပြီးရတဲ့ဒီမှာဆိုရင်ကိုယ့်ရဲ့ account နာမည် account ID ကြာတင်မဲ့မွေအမောက်ပေါ့နော်ထပ်ပြီးတော့900ကတော့ထပ်ပေးရတယ်ပေါ့နော်ဒီမှာဆိုရင်21ပတ်40ပြားပေါ့နော်ထပ်တက်တယ်ပါပြီပေါ့နော်ဒါအကုန်မဲလို့သူကစုစုပေါင်းတွေ့ပေါ့နော်ဒီအကုန်လုံးပေါ့နော်ဒီ21ပတ်နဲ့ပြား40ပေါ့ကြာတင်မဲ့ရမယ်စိန်ရ29လုံးဘောနဲ့နှလုံးနဲ့33လုံးရမယ်ကိုကကြိုက်တယ်ဆိုရင်အတီးပြဖို့အတွက်အပြာရောင်လေးကိုထပ်ပြီးနှိပ်ပေးလိုက်ပဲနော်အခုနာစဝဲတော့18ပတ်20အခု21ပတ်လို့ဖြစ်သွားပြီပေါ့နော်ဒါပေမဲ့သူကစုစုပေါင်းတွက်လိုက်တဲ့အချိန်မှာအားလုံးပေါင်း21ပတ်ပဲကြာမယ်ပေါ့နော်ကိုယ့်ရဲ့ဖုန်းစင်ကဲထဲမှာတော့22ပတ်လောက်ရှိမှရမယ်ပေါ့နော်ဒါဆိုရင်စိန်30တလုံးကတော့ဒီရရှိမယ်ပေါ့နော်စိန်30တလုံးရမယ်ကိုယ့်ရဲ့ဖုန်းစင်ကဲထဲကနေပြီးတော့22ပတ်လောက်ဖြတ်သွားမယ်ပေါ့နော်ကိုကအဆင်ပြေတယ်ဆိုရင်ဝယ်လိုက်ပေါ့နော်မဝယ်ဘူးဆိုရင်တော့တက်ပြန်ထွက်လို့ရတယ်ပေါ့နော်ဒီနေရာရောက်ပြီဆိုရင်တော့ကိုဝယ်မဲ့ဖုန်းစင်ကဲရဲ့ဖုန်းနံပါတ်ကိုထည့်ပေးရမယ်ပေါ့နော်ဒီထဲမှာဖုန်းနံပါတ်ကိုရိုက်ထည့်ပေးရမယ်ကိုယ့်ရဲ့ဖုန်းစင်ကဲထဲမှာဒီအခုထည့်လိုက်တဲ့နံပါတ်ရဲ့ဖုန်းစင်ကဲထဲမှာပတ်စံ22ပတ်ရှိမှလာရမယ်ပေါ့နော်22ပတ်မရှိရင်တော့ဝယ်ယူရှင်အောင်မြင်မှာမဟုတ်ပေါ့နော်ဒါဆိုရင်ကိုဝယ်မဲ့ဖုန်းစင်ကဲနဲ့ထဲမှာပတ်စံ22ပတ်ရှိတယ်ဆိုရင်အဲ့ဒီဖုန်းစင်ကဲနံပါတ်ကိုရိုက်ထည့်ပေးလိုက်မယ်တကယ်လို့ကိုကဖုန်းစင်ကဲနံပါတ်ကိုမှတ်မိဘူးဆိုရင်တော့အလဲဟောင်းကီနဲ့ထွက်ပြီးတော့ဖုန်းနံပါတ်ကိုပြန်ပြီးစစ်ဆေးလို့ရတယ်ပေါ့နော်ဖုန်းနံပါတ်ကိုရိုက်ထည့်ပြီးရနဲ့အောက်ကအကွက်တဲ့နေရာမှာအမှန်ကြီးလေးရှင်းပေးလိုက်မယ်ဆိုရင်တော့အောက်ကအပြာရောင်လေးကိုထပ်ပြီးတော့နှိပ်ပေးလိုက်မယ်တကယ်လို့ဒီထိုင်းဘာသာစကားကိုပြောင်းချင်တယ်ဆိုရင်တော့ကျွန်တော်ကအင်္ဂလိပ်ဘာသာစကားနဲ့ပြောင်းလို့ရရဲ့ဒီအပေါ်မှာဒီဘာသာစကားပြောင်းတဲ့နေရာလေးရှိတယ်တစ်ချက်နှိပ်လိုက်မယ်ပြီးရနဲ့အင်္ဂလိပ်ကိုပြောင်းလိုက်မယ်ဖုန်းနံပါတ်ကိုထည့်ပြီးရနဲ့အမှန်ကြီးကိုရှင်းမယ်အတီးပြဖို့အတွက် corner U ကိုထပ်ပြီးတော့ရွေးချယ်လိုက်မယ်ဒါဆိုရင်တော့ရှင်းဆက်သွားပြီ OTP နံပါတ်ကိုကျွန်တော်ရဲ့ဖုန်းစင်ကဲတွေကိုကြားပေးမယ်ပေါ့နော်ဒီ auto ဖြစ်ရှင်နေဆိုရင်တော့ auto profile code ကိုရွေးထားပြီးလို့ရတယ်ဒါဆို OTP ကြားတဲ့တခါလေးသူကဖြည့်ပြီးဖြစ်သွားတယ်ဒါဆို OTP ကြားပြီဆိုရင်ကျွန်တော်တို့က auto profile ကိုနှိပ်လိုက်မယ်ဆိုရင်ခဏက auto ဝင်လာပြီးတော့ဒီကျွန်တော်တို့ထပ်ပြီးတော့အတီးပြုလိုက်မယ်ဆိုရင်ဒီရှင်းဆက်သွားပြီပေါ့နော်ရှင်းဆက်သွားပြီဆိုရင်တော့ကျွန်တော်တို့ဝယ်ယူရှင်ကအောင်မြင်မှုဒီပါရောက်နေပြီပေါ့နော်ခဏလေးစောင့်ပြီးလိုက်မယ်ဒါဆိုရင်တွားနေပြီပြီးရနဲ့အပေါ်ဆွဲတင်ပေးမယ်ဒီမှာအမှန်ကြီးလေးပြပြီးသွားပြီပေါ့နော်အပေါ်ဆွဲတင်ပြီးရောနဲ့ bump ML ကိုနှိပ်လိုက်မယ်ဒါဆိုရင်တော့ဝယ်ယူရှင်အောင်မြင်သွားပြီပေါ့နော်ကိုယ့်ရဲ့ဖုန်းစင်ကဲထဲကနေပြီးတော့21ပတ်ပြား40နှုတ်သွားမယ်ကိုယ့်ရဲ့ mobile ကြီးတဲ့အကောင့်ထဲကိုစိန်30နဲ့တလုံးရောက်ရှိလာမှာဖြစ်တယ်ဒါဆိုရင်တော့ဝယ်ယူရှင်ပြီးမြောက်သွားပြီအောင်မြင်သွားပြီဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ mobile လေးချက်တွေကိုပြန်ဝင်မယ်ပေါ့နော်အခုတော့ကျွန်တော် mobile လေးချက်ထဲမှာစိန်300ကျော်ရှိရပေါ့နော်တစ်ချက်နှိပ်ကြည့်မယ်နော်အခုတော့300ကျော်ရှိရနေကနေပြီးတော့အခု363စိန်ဖြစ်သွားပြီပေါ့နော်တကယ်လို့ကိုယ့်ရဲ့အကောင့်တွေကိုဒီစိန်ဝင်မလာသေးဘူးဆိုရင်တော့ဘယ်လိုမျိုးလုပ်ရမလဲဆိုရင်ကျွန်တော်တို့ကအလဲဟောင်းကြီးနဲ့ထွက်ပြီးရတယ်ကျွန်တော်တို့က mobile ချက်ကိုနည်းနည်းလေးရှင်းထုတ်ပေးလိုက်ပေါ့နော်ဒီလိုမျိုးရှင်းထုတ်ပေးလိုက်ပြီဆိုရင်ကျွန်တော်တို့က mobile ချက်ကိုပြန်ဝင်လိုက်တာနဲ့စိန်ကရောက်လာမှာဖြစ်တယ်ပေါ့နော်